လို့ဆက်ချင်တယ်ဒီနေ့မျက်မှောက်တော်ဆိုတဲ့နှုတ်ကပတ်တော်နဲ့ဒီနေ့ဝင်လာချင်ပါတယ်မျက်မှောက်တော်ကိုနေတဲ့လူရဲ့နှုတ်မျက်မှောက်တော်မှာနေတဲ့လူရဲ့စကားတယ်ဘလို့ထွက်တယ်မျက်မှောက်တော်ရဲ့အရာကဘယ်အရာလဲဆိုရကိုဒီနေ့ပြောပြချင်တယ်ဒီနှုတ်ကပတ်တော်အဖြစ်မျက်မှောက်တော်ကိုဘလို့အသက်ရှင်ရမှာဆိုရကိုဒီနေ့ပြောပြရင်အားလုံးကမျက်မှောက်တော်ရဲ့စကားလုံးတွေထွက်လာလိမ့်မယ်လို့ဒီနေ့မျှော်လင့်တာဖြစ်ပါတယ်အဲကြောင့်ဒီနေ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကဖက်ဘရောခွန်အားရည်ရွယ်နဲ့မျက်မှောက်တော်ကိုတွားလာဖြစ်ပါတယ်ဒီနေ့ကိုကောင်းချီးပေးခြင်းနဲ့ဖခင်ကျွန်တော်တို့ကိုယနေ့မနေ့နောက်ကာလအစင်မပြစစ်တဲ့ဖခင်ဟာလေလုယာရောက်တဲ့ဖြစ်ဖြစ်ကောင်းချီးပေးဒီတော့